လုံးပဲမင်္ဂလာပါနော်ချစ်လေးတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်အမျိုးသားတွေမှာအတန်ရွယ်စားသေးငယ်တာကသူတို့ကိုယ်သူတို့စိတ်ဖိစီးမှုဖြစ်စေပြီးအပြစ်ရှိသလိုခံစားရစေပါတယ်အမျိုးသားအားလုံးမဟုတ်ပေမဲ့အများစုကတော့သူတို့အတန်ရွယ်စားကိုကြီးမားစေခြင်းကြပါတယ်ဒီနေ့မှာတော့အတန်ကြီးထွားရှည်ထွက်လာစေမဲ့ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့နီလန်းလေးတွေကိုမျှဝေပေးပါမယ်နော်ဗီဒီယိုအဆုံးမှာအတန်ရှည်ထွက်လာအောင်လုပ်လို့ရတဲ့နီလန်းလေးကိုပြောပြပေးထားလို့အဆုံးထိကြည့်ပေးကြပါနော်လူဘဝနေထိုင်မှုပုံစံကအမျိုးသားတို့ရဲ့အတန်ရွယ်စားပေါ်တက်ရောက်မှုရှိပါတယ်နော်အတန်ကိုတဘာဝအတိုင်းကြီးမားလို့ရဲဆိုရင်ကြွက်သားတွေတိဆောက်မှုကောင်းပြီးကိုယ်လေးချိန်လျှော့ချဖို့ကျင်သွားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးရှင်ကျမ်းမာရေးကောင်းမွန်ပြီးအတန်ရှည်လျားလိုရဲဆိုရင်တော့ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီးအတန်စီသွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ရပါမယ်နော်စစ်လိတ်ခက်ပါစစ်လိတ်တောက်သူနဲ့စစ်လိတ်မတောက်သူတွေရဲ့လိမ်မှုဘဝကိုလေ့လာကြည့်တဲ့အခါစစ်လိတ်မတောက်သူတွေကထိုကိစ္စမှာကျေနပ်မှုရှိကြတာကိုတွေ့ရပါတယ်နော်စစ်လိတ်ကအတန်မှာရှိတဲ့တရှူးတွေကိုပျက်စီးစေပြီးတော့ထောင်မက်မှုကိုအားလျော့သွားစေပါတယ်။ဒါ့အပြင်စစ်လိတ်တောက်သူတွေကနှလုံးရောဂါဖြစ်ပွားမှုနဲ့လည်းဆက်ဆက်နေပြီးလိန်တန်စီသွေးရောက်ရှိမှုနည်းစေပါတယ်ရှင်။ဟင်းဒီဟင်းရွက်နဲ့တစ်သီးဝလံစားပါ။ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုရှိတဲ့အမျိုးသားတွေဟာလိမ်မှုဘဝမှာကျေနပ်မှုရရှိကြပါတယ်။အစိမ်းရောင်ရှိတဲ့ဟင်းနုနယ်ရွက်၊ကိုက်လန်၊ပန်းကော်ပီစိမ်းစတာတွေစားသုံးတာဗီတာမင်စီရရှိနိုင်တဲ့ထောပတ်သီးလိမ်မော်သီးတံမြာသီးတွေစားသုံးတာကြောင့်ကျေနပ်မှုအထွတ်ထိပ်ကိုရရှိစေပါတယ်နော်။တုတ်ကောင်လေးတွေကျန်းမာစေဖို့မပြောသီးဆယ်မွန်လားနဲ့ကြက်သွန်နီစားသုံးပေးပါရှင်။စိတ်ဖိစီးမှုကိုလျှော့ချပါ။စိတ်ဖိစီးမှုကအမျိုးသားတို့ရဲ့လိင်ကိစ္စကိုလျော့နှဲသွားစေပါတယ်။စိတ်ဖိစီးမှုလျော့နှဲစေတဲ့အပန်းဖြေမှုတွေနဲ့စိတ်ပျော်ရွှင်စေတဲ့နည်းလမ်းတွေကိုလိုက်နာကျင့်သုံးသင့်ပါတယ်။စိတ်ဖိစီးမှုကိုလျှော့ချလိုက်မယ်ဆိုရင်လိမ်မှုကိစ္စအခက်အခဲတွေကိုလည်းကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။တရားထိုင်တာယောဂကျင့်တာတွေကလည်းတနေ့တာအတွက်စိတ်ဖိစီးမှုတွေကိုကင်းဝေးစေပါတယ်နော်။အနှွေးတက်ပေးပါ။ပတ်ဝန်းကျင်အေးတာကြောင့်အတန်အရွယ်စားကိုကျုံသွားစေပါတယ်နော်။ရေနွေးနွေးနဲ့ချိုးတာအတန်တဝိုက်နှွေးထွေးအောင်ထားတာတွေလုပ်ပါခန္ဓာကိုယ်ကလိုအပ်တဲ့နှွေးထွေးမှုရှိတဲ့အခါသွေးလှည့်ပတ်မှုကောင်းမွန်ပြီးအတန်စီသွေးစီးဆင်းမှုကောင်းစေပါတယ်။အတန်စီသွေးစီးဆင်းသွားတဲ့အခါအရွယ်စားလဲပြောင်းလဲသွားပါတယ်။အိမ်တွင်းနီလန်းများဂင်ကိုဘလူပါကဘာဦးပင်လို့ခေါ်တဲ့ဂင်ကိုဘလူပါကအုံနောက်မညံကောင်းမွန်စေပြီးခန္ဓာကိုယ်တွင်သွေးစီးဆင်းမှုကောင်းစေတဲ့ပြင်အတန်စီလဲသွေးရောက်ရှိမှုကောင်းစေပါတယ်။ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့လေ့လာမှုအရဂင်ကိုကအမျိုးသားတွေမှာလိမ်မှုကိစ္စအဆင်မပြေတာကြောင့်ဖြစ်တဲ့စိတ်တက်ကြတာကိုအကောင်းဆုံးကူညီနိုင်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်နော်။ဖရဲသီးထဲမှာဗီတာမင်ပါဝင်ပါတယ်နော်။ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တွေလည်းပါဝင်ပြီးစီးကျိတ်ကျန်းမာစေဖို့လည်းကူညီနိုင်ပါတယ်နော်။ဖရဲသီးကိုဒီတိုင်းစားတာဖြစ်စီချော်ရည်လို့တောက်တာဖြစ်စီစားသုံးမယ်ဆိုရင်လိမ်မှုကိစ္စတွေမှာအကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်ရှင်။လေ့ကျင့်ခန်းများOK သင်္ကေတလက်ညှိုးနဲ့လက်မကိုထိက OK ပုံစံအတိုင်းလုပ်ပြီးအတန်ကိုစုပ်ကင်ပေးပါအပေါ်အောက်ဖြည်းဖြည်းချင်းဆွဲတာကိုအနည်းဆုံး9မိနစ်လောက်လုပ်ပါနေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်အရွယ်စားတိတိတသားပြောင်းလဲလာပါလိမ့်မယ်နော်အိမ်အောင်ဖက်အကူအညီယူပါလေ့ကျင့်ခန်းကိုကိုယ်တိုင်လုပ်တာအထက်အိမ်အောင်ဖက်ရဲ့အကူအညီကိုရယူတာကပုံမထိရောက်စေပါတယ်နော်တစ်ဖက်သုံးပါတစ်ဖက်ကိုရေနွေးတဲ့စိန်ရင်ညစ်ချပြီးနောက်အတန်တဝိုက်ပေါ်မှာအုပ်ပြီးတင်ထားပါအနှွေးတက်ကြောင့်အတန်စီသွေးစီးဆင်းမှုကောင်းစေပါတယ်လိန်နဲ့ကြီးမားစေပြီးထောင်မက်မှုကောင်းစေပါတယ်နော်ဆွဲဆန့်ပေးပါအတန်အရင်းကိုကင်ထားပြီးအောက်ဘက်ကိုဖြည်းဖြည်းချင်းဆွဲပါ10မိနစ်15မိနစ်ကြာပြုလုပ်ပါအတန်ကြီးမားဖို့နဲ့မာကြောတောင်တင်းဖို့အကောင်းဆုံးလေ့ကျင့်ခန်းပါဒါတွေကိုတေချာလုပ်ရင်တိတိတသားအားရစရာကြီးဖြစ်လာမှာပါနော်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်